ကိုဘယ်လောက်ကြာလဲ3000ပဲပေးပါဗျရှင်ဒီခီးနဲ့ဒီခီးကို3000အလွန်ဆုံးတန်1000မို့တော့ကားကားလေးတစ်ခါမမေးပဲစီးမိပါတယ်မတန်တဆကိုတောင်းတော့တာပဲဟာမဟုတ်ဗျကျွန်တော်ကဈေးကိုမတန်တဆတောင်းတာမဟုတ်ဘူးတန်ရပဲတောင်းတာနော်တန်ရမပြောနဲ့တခြားကားတွေလည်းဒီခီးနဲ့ဒီခီး1000ပဲတောင်းတာကျွန်တော်ကတခြားကားတွေနဲ့မတူဘူးနော်တခြားကားတွေမှာဘာမှမပါဘူးကျွန်တော်ကမှအမားတို့နောက်မှစီးလို့ရှိရင်ချိုးရည်တောက်မလားနေကြစီစားမလားမုံစားမလားအကုန်ချပေးထားတာတချင်းဆိုဦးမလားအဲ့ဒါတွေကကျမမသိဘူးလေကျမစားလည်းမစားဘူးနော်ထိတော့မထိဘူးဩမရဲစားတာမစားတော့အမအပိုင်းလေကျွန်တော်ကအကုန်လုံးစင်ပြီးအောင်ဝန်ဆောင်မှုပေးထားတာလေဆိုမလားစားမလားလေဒီလိုဆိုရင်တော့ရှင်ကျမကို1000ခွဲတောင်ထပ်ပေးရအောင်မယ်နော် Amazing ဟမ်ဘာဆိုင်လို့ကျမလက်ကိုကိုင်း1000ပါးကိုကိုင်း1000ခွဲနမ်းလို့ရှင်2000အဲ့တော့ရှင်ကျမကို1000ခွဲတောင်ထပ်ပေးရအောင်မယ်နော်ကျွန်တော်ခင်ဗျားကိုထိလည်းမထိဘူးကိုင်းလည်းမကိုင်းဘူးဘာကိစ္စပေးရမှာတော့ထိတာမထိတာရှင်အပိုင်းလေကျမကတော့ဝန်ဆောင်မှုပေးထားတာပဲဒီတစ်ခါတော့ဘဲသားပဲကြီးပဲတတ်မှတ်ပေးလိုက်မယ်သွားပြီဘလူးလို့အဲ့လိုဟုတ်ဘူးလေဒီနေ့မှာတော့မိသားစုလိုက်ဗျာမန္တလေးတောင်ဘက်ကိုလမ်းလျှောက်ပြီးတော့တွားကြပါတယ်မြင်လားမသိပါဘူးကျွန်တော်မန္တလေးကနေလမ်းလျှောက်ပြီးတော့တွားပါတယ်ခမရမန္တလေးတောင်ဘက်ကိုအခုချီနေတဲ့သူတွေရောလမ်းလျှောက်ဘူးလားဘလောက်ဝေးလမ်းလျှောက်ဘူးလဲဆိုတာဖြေပေးခဲ့ကြပါအောင်ဗျာကျွန်တော်တော့ဝေးလမ်းလျှောက်ခဲ့ဘူးပါတယ်ခမရကျွန်တော်အိမ်နေဝင်စားလေးနဲ့ပဲတွားခဲ့ပါတယ်ဗျာဒါပေမဲ့လည်းကျွန်တော်ရန်ကိုတန့်ပြန်ချောမောမွတ်ထွန်းနေပါတယ်ဗျာဘာလို့လဲဆိုတော့မသိပါဘူးဗျာကျွန်တော်အဲ့လောက်ချောမှန်းကျွန်တော်မသိဘူးဗျာဘလို့တွားကျွန်တော်ကကြည့်လို့ကောင်းနေတာပါဗျာကြည့်ကြပါဦးကျွန်တော်ကဲဖြတ်ပေးကြပါဦးကျွန်တော်ရမ်းချောနေတာကိုဘာကြောင့်လဲဆိုတာလည်းပြောပြခဲ့ပါဦးဗျာမျက်မှန်ကြီးနဲ့ပါဗျာကျွန်တော်အပြင်သွားရင်တော့မျက်မှန်တက်ပါတယ်ဗျာကျွန်တော်အပြင်မှာတွေ့ရင်နှုတ်ဆက်လို့ရပါတယ်မျက်မှန်ပိုင်းကျွန်တော်ပါပဲဗျာဒါလေးကတော့ဒီကောင်ဥတော်လုံနေတာပါဗျာဒီကောင်ကလည်းနေရာတကာပါပါတယ်ဗျာတက်ခုံနေဆိုရင်လည်းတက်ပြီးတော့လက်ကင်ဆွဲပြရပါသေးတယ်ဗျာဒါပေမဲ့ကျွန်တော်ရဲ့ကလေးလေးတွေနဲ့ချစ်စရာကောင်းတဲ့ကလေးလေးတွေတပုံလာရိုက်လိုက်ပါသေးတယ်ဗျာရိုက်လို့လည်းရပါတယ်ဒါကတော့ပြင်မှန်ရောက်တော့စော့ပြီးလိုက်ရပါတယ်တည်သေးတွေချိန်မောင်လေးကော်ဖီလေးတစ်ခွက်လောက်နင်ကိုဝင်းကြီးနဲ့လေကော်ဖီတောင်းလို့မရအောင်မောင်လေးနွမ်းပဲတစ်ခွက်ယူခဲ့တော့ကော်ဖီမလောက်နဲ့တော့အေးပါဟဲ့ဒါနဲ့ဒါပြီးနင်တို့ဘယ်သွားကြမှာလဲငါလည်းအချိန်ရတယ်လိုက်ခဲ့မယ်လေအဲ့တော့ဒါပြင်လက်သေးအလားသွားပြင်မှာနင်လိုက်လို့မရဘူးလေအဲ့ကထွက်တဲ့ cosmetic တွေကနင်ကလေးကိုထိခိုက်လိမ့်မယ်ငါလည်းဟဲ့ကလေးရှိပြီးကြတယ်နင်တို့လိုရင်းလို့ပျော်စရာဦးမနေရတော့ပါဘူးဟဲ့အဲ့တော့ဟဲ့ကလေးရှိနေတော့ဒီလိုပါပဲမိမလေးတိုင်းဟာငါမိမတကယ်ချင်းနေနဲ့သွားလဲတာပြောခဲ့လားဒီလိုပါပဲယောက်ျားရဲ့စားချင်တာမစားရတောက်ချင်တာမတောက်ရနဲ့အော်ငါမိမရဲ့မိမမှာလဲကိုဝင်ကြီးနဲ့လေကလေးလေးကလည်းငယ်သေးတယ်ဆိုတော့ကလေးတွေကြီးလို့ရှင်သွားပေါ့ငါမိမရဲ့အခုတော့အိမ်မှာပဲနေပေါ့နော်အင်းမယောက်ျားရဲ့သွားအိမ်ထဲမှာလေးကြက်စွပ်ပြုတ်လေးလုပ်ပေးထားတယ်အဲ့ဒါလေးသွားတော့လိုက်အောင်အဲ့ဒါမှဘိုက်ထက်ကလေးတွေလည်းအားရှိမှဒီကလေးလေးကလည်းချိုနိုင်မှဟုတ်တယ်နော်ဒါလေးကြီးတောင်းနေရတာယောက်ျားရဲ့အနက်ကိုမခံနိုင်တော့ပါဘူးတော့ဟောမိမရဲ့ဘဲတက်နိုင်မှာတော့အဲ့ဒါမှကလေးတွေအားရှိမှလေကြိတ်ချလိုက်ဟုတ်ပါတယ်မိခင်တို့တိုက်တာလေဘာမှကုန်ကြမှုတွေမရှိပင်မဲ့မိခင်ကတော့အများကြီးပြီးခဲ့ရတာပဲယောက်ျားရဲ့မိဘချိုးလာတယ်ဒါငါတော့တက်ကြွရလားဟင်ဘာလို့မိလို့လဲမမလေးရဲ့အိမ်ဘောလို့မနေဘူးကိုကောင်းနေနဲ့ဘာစကားပြောစရာရှိလို့လဲဘာမပြောပါဘူးမမလေးရဲ့ကိုကောင်းမိတာလေးပဲဖြေမိတာပါငါတန်ပြောပြီးသားငါတက်ခင်ပေါ်မနေရအောင်ဆိုတော့ကိုကောင်းကငါနဲ့ပဲဆိုင်ရမယ်ကလေးကကြစ်တွေပြောနေနစ်လို့ဟာကိုကောင်းကဘာမေးစရာအကြောင်းရှိလို့လဲတကယ်ပါမမလေးနဲ့မေမေကြီးရဲ့ကိုကောင်းကသမီးဘာရင်မွေးသုံးတာလဲပဲဆိုတာလာမေးတာပါကျန်တာဘာမှမပြောပါဘူးကိုကောင်းတော့ branded တွေပဲသုံးနေတဲ့သူကနစ်စီကမေးစရာလားဟဲ့ငါမလိမ့်နဲ့သမီးစီကအနံလေးကတင်းပြီးမွေးနေလို့ဘာတစ်စိတ်သုံးတာလဲဆိုတာမေးရင်းနဲ့စကားလေးပြောပြတာပါငါလည်းနင်တတိထားမိနေရကြပြီနင်တနေကောင်လောက်တာမှနစ်စီကအနံတင်းတင်းလဲအမြဲမပြတ်ရနေဟောဟဲဟုတ်လားသမီးဒါဆို तू ကမတက်နိုင်တဲ့ကြားတဲ့ကိုကောင်းတော့ကတ်ချင်လို့ branded တွေဝယ်သုံးနေတာပေါ့မဟုတ်ပါဘူး authentic အစီရနန်းနဲ့တစ်ထက်ထဲကြာပြီးတော့ budget ဆေးဖြစ်တဲ့ထဲကဝယ်သုံးတာပါရောင်မှုတော့နင်သုံးတဲ့အခုသွားယူခဲ့ဒီမလေးရဲ့ MK Inspire perfume လေဒါသုံးလို့သမီးကတနေကုန်လုံးတာတော့အနံတင်းလေးရနေတာ MK ကျောင်းမှာခင်မီစမ်းတဲ့ထုတ်ပိုးမှုပုံစံနဲ့ quality ကောင်းပြီး budget ဆေးဖြစ်တဲ့ MK Inspire perfumeဒါကြောင့်ကိုကောင်းကနင်းနာကပ်ပြီးတရုံဖြစ်နေတာဟိုငါလေးတော့ဝယ်မယ်မမလေးမန္တလေးမျိုးရင်းဆိုလို့ရှိရင်5 milli နှစ်ဘူးဝယ်ရနဲ့ delivery နော်ဟဲ့ကြောင်းတော့ကြည့်သွားဘာစနေလဲဆိုတော့ကြည့်သွားစနေတဲ့သားကင်တွေကိုကြည့်သားဘာတွေစနေလဲဆိုတော့လက်မတွေထောင်းပြီးတော့ကိုစပြင်းနေတာချက်သားတွေကိုနေတဲ့ထဲပြီးစလက်ရွက်ထဲကိုတိတ်ပြီးတော့စနေတာအားလုံးပဲကြည့်ကြဆိုကြည့်ကြတော့ဗျာမိုက်တယ်ဗျာကြည့်လိုက်ပါဦးခင်ဗျာကျွန်တော်ကတော့
တန်ရတော့မိုက်တယ်ဗျတုံးနဲ့ဗျာမြည်တယ်ဗျာနားထောင်ရတော့နဝင်းချိုးလိုက်တာပြားရမှာသူ့ထက်ချိုးမှာမဟုတ်ပါဘူးဗျာသူ့တန်ရရန်ကိုချိုးပါတယ်ဗျာလို့ကျွန်တော်ရန်ကြိုက်ခဲ့တဲ့ဘိန်းလေးပါဗျာအိမ်မှာပဲထားထားပါတယ်ခုတော့အိမ်ကပြန်နိုးပြီးတော့လန့်ပြီးတော့ပို့လိုက်ပါတယ်ဗျာကျွန်တော်တို့နားထောင်နေပါတယ်ကဲဒါပြီးစားမယ်ဗျာစားမယ်ဗျာဒီစားတဲ့သားတွေကတော့ကျွန်တော်ရမ်းကြိုက်ပါတယ်ကြက်သားဆိုရမ်းကြိုက်လို့နာမည်တော်ကြက်ကြော်လို့ပေးတာပါတယ်ဗျာပို့တော့ထုတ်သွားမယ်ဗျာအဲ့ဒါနဲ့တနုံးကျွန်တော်ကိုလည်းတစ်ချက်တောင်းပြီးဝီနဲ့ဆက်တာတော့ခင်ဗျားတို့ကိုယ်တိုင်ဒါနားထောင်ကြည့်လိုက်ပါတော့ဗျာဒီလောက်ကောင်းတဲ့တန်ကိုကျွန်တော်ဒီလောက်အကြိုက်ဆုံးမဲ့ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်လို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်တော်လာကြည့်အောင်ဗျာဒီမှာရွာမှာနွားနို့တွေပိုးလုံးလို့ဗျာနို့စီတွေချက်စားမယ်ဗျာနွားနို့တွေကတော့ပိုးချက်ကားတော့ဗျာဤတော်ဤစိန်နေပြီနွားနို့စီချက်စားမယ်ဒိန်ခဲတွေခဲမယ်ဒီလိုနွားနို့စစ်မတော့ဘူးမို့လားဒီမှာကြည့်ရေလုံးမှမယုံနော်နွားနို့ကနေနွားနေညှေပြီးရွှီနဲ့ဒီလက်တန်းထည့်ပြီးတော့ကြိုးထားတာစစ်မစစ်ဘိုးဘက်မှာနမတွေရှိတယ်အမဒါကတော့ဒိန်ခဲထားတာပါဗျာဒီမှာကြည့်လိုက်ပါဦးစီရနစ်အပြည့်ဘာရောတော့မှမပါဘူးကြည့်လိုက်ဒီမှာကပ်ပြစစ်စားဘူးကြလားလို့နွားနို့တွေပါဗျာရေမရောပါမရောစီနစ်ပြည့်လေးနဲ့ဗျာဒိန်ခဲတယ်ဗျာစိတ်နေမှာပဲအနာကြီးလောက်ကြအောင်မွေးပြီးတဲ့ခါမှာနိုးစီတွေကစပစ်လာပါပြီခင်ဗျာကြည့်ပါဦးဗျာနိုးစီကောင်းလေးစစ်လေးစားပါတော့မယ်ခင်ဗျာမီးအိုးဘဝကနေခဏလောက်ချပြီးတဲ့ခါမှာဒီလိုလေးမွေးပြီးရင်ခဏနေနိုးစီလေးကစပစ်လာပါတော့မယ်ကြည့်လိုက်ပါဦးဒီမှာကတ်ပြလိုက်ပါအောင်နွားနို့စစ်ကနေပြီးတော့ကြားနေလေးထည့်ပြီးတော့နိုးစီကျိုးထားတာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုလေးတော့ရှိရှိနေတော့လက်ညောင်းမွေးပေးရပါတယ်နိုးစီလေးပါဟဲ့ကျောင်းတော်ကပြိုင်မှမိထော်ပါလားအော်မငါ့ကိုလိုက်ပြိုင်နေတယ်မိကွမ်းစိန်ပါလားချီမြင့်မရှိပဲနဲ့ငါလိုက်ပြိုင်ငါချေပြဟာမဘာလို့တော့ရှူတူဟမ်မိချောမင်းကငါဘက်ကားပေါ်တက်ပြီးဘာလုပ်တာလဲဟာဘာတော့ဟာကြောင်တုံနဲ့လူပေါ်တော်တက်ထိုင်လိုက်သေးတယ်ငါခင်ဗျားရောဘာတော့လူကိုဘဲလေးပါလေးများပြောလိုက်ပြီးဟမ် sorry နော်တော်ဟာအိုင်ဝင်တော်စားတာပဲဟေးဒီဘက်ကတက်ထိုင်တယ်ဟိုဘက်ကဝင်းထိုင်လိုက်တယ်ငါတော့သောပဒနာတွေတက်ကုန်တော့မှာပဲဟေးကားလေးခဏလားပြင်ပါတယ်တော်ပြီမြန်ပြင်မပိုင်ရှင်ရှုပ်ထားတယ်လားမသိပါဘူးပြီးကြငါဘာကြောကြောင်မိမပြီးစူးနေအောင်မယ်ဟာရောစပိန်ငါကြိုက်တာကွာမီးရထားကြီးလိုလာဟဲ့မီးရဖဟဲ့မင်းဟိုးပဲလက်မကြည့်နဲ့ခေါင်းငုံတာမင်းတောက်မှမလုပ်တော့နော်မင်းဟဲ့လာသွားမယ်မင်းကြံခဲ့မယ်လာလိကွာတက်ဟာကွာငါစပိန်ကြီးပါလိုက်ကွာဟာဆိုင်ကကြံခဲ့ကွာဟဲ့မင်းလည်းကျင်စပိန်တော့ရခဲ့ပြီကွာအေးကွာငါတရားကြိုက်တာဒီဘင်းကြီးမင်းဟုတ်သေးဘူးလေဟာတော့ဘာမဟုတ်တာတော့မင်းလည်းကျင်စပိန်ရခဲ့ပြီလေကွာဘာမဟုတ်တာတော့မင်းကအေးဟုတ်တယ်ငါလိုချင်တဲ့စပိန်ငါစိတ်တယ်တခုခုပဲဘာတခုခုတော့ဟာမင်းကလည်းငါနားမလဲတော့ဘူးဘာလို့နေတယ်တော့မသိဘူးတခုခုပဲဟာအုံးလုံးဒီကြိုက်တယ်ကွာမစင်းသားတော့နင်းတော့ဟာနင်းငါသိပြီအလားတော့ငါနင်းခဲ့တာလေဒါလူနေတာအဲ့ဒါဖဲငါနင်းမယ်မင်းနောက်ကတက်ဟုတ်ပြီကွာโอเคအခုမှမှန်တော့ဘာယူဟာတရေချောက်တာထင်တယ်ဟာဘယ်လိုလုပ်ရမလဲဟာညီမလေးစပင်းလေးကလှရနော်ဘယ်မှာလှုပ်ထားရတော့ဝေးဟဲ့ဟုတ်လားတကယ်လားဟုတ်တယ်မျက်နှာလေးကလည်းလေနှုတ်ဖန်တာပဲအမောင်နဲ့တောင်မှဂလူးနေတာဗျစမီးကလေအမြဲတမ်း skin care ကလေအဲ့ဒါကြောင့်မို့လို့အခုချိန်ကြီးလှနေတာဟုတ်မယ်အဲ့ဒါတော့မို့လို့ပုံစံလေးကလေဝတ်ထားတာလေးနဲ့စမတ်ကိုကြာနေတာပဲကွာဂျေဇူးနော်ဟောဒါနဲ့ကိုကြီးအေးပြက်သွားလားဟုတ်ရတယ်ဒီလိုအလားလေးမြင်လိုက်တော့လေအေးပြက်ရကြုံနှက်ပါတယ်ရတယ်ကိုကြီးအဲ့ဒါစအိမ်နော်တွားပြီအိမ်မလာမပါစေတော်သေးတာငါညံကောင်းလို့မြောက်ပြောမိလို့
မိန်းကလေးတွေများဒီဘဝရောက်တာတော့လှချင်နေသေးတာပြန်အိမ်မပြန်အိမ်မအရေးပြတ် ကစုံဦးတွေရမယ်ကစုံ ကစုံကဘယ်လိုရောက်နေတော့ ဟုတ်ကဲ့ကစုံလေးရတပိတ်တာ 50သားလောက်ထက်ပဲ ဟိုရတယ်မ ဟဲ့တားရေနင်ကစုံတွေမနေ့က3000နဲ့ရောက်တော့မဟုတ်ဘူးလား ဟုတ်တယ်ငါဒီနေ့အိမ်မှာရေးကြီးကိစ္စရှိလို့လေအဲ့ဒါကြောင့်မို့လို့အမျက်မယူဘဲနဲ့အကုန်အောင်ရောင်းနေတာ အဲ့ဆိုရင်ရှိတဲ့ဟာတွေငါကုန်ယူလိုက်မယ်ငါရောင်းလိုက်တော့လေကျမအရင်ရောက်တာလေကျမတော့ဘယ်လောက်ယူရမှမသိသေးဘူးအကုန်မရောင်းပါဘူး အမ90သားပဲယူမှာဆို ဟုတ်ဘူးအကုန်ယူမှာမှားပြီးပြောတာဒါထက်လိုက် ယူပါဗျာဟဲ့နေနောက်နေ့မှယူတော့ဒီကမှအရင်ရောက်တာဆိုတော့ငါအရင်ဦးစားပေးရမှာလေနော်နောက်နေ့မှယူတော့ယူမကျေးဇူးပဲနော်အမ ဟဲ့တားရေအကုန်ဝိုင်းနော် တို့လောက်ပါအေးကြီးမရာဟိုကကြားသွားပါဦးမယ်ဟာတော်နောက်တစ်ပတ်ယူခဲ့နောက်တစ်ယောက်ထပ်ပြီးတော့ရောင်းအောင် ဟဲ့မကြားပါဘူးခါနင်ကလည်းသွားနေပြီပဲအေးငါသွားရေးလိုက်မယ်ဟဲ့နင်အကြံတော်ပိုင်တာပဲဟာဟဲ့နောက်ဆိုလဲဒီလိုပဲရောင်းအောင်နော်